အားလုံးပဲမင်္ဂလာပါဒီကနေ့ရှင်းလင်းတင်ပြချင်မှာတော့ဂီဇာပီရမစ်ကြီးဒီနောက်ခွဲကတကယ်ကိုအမခန်းဖြစ်စရာကောင်းတဲ့အန်ဂျင်နီယာရဲ့ပညာရပ်တွေအကြောင်းမျှပေးသွားမှာပါဒီစမှုနဲ့ပတ်သက်ပြီးလူပြောများနေတဲ့အထူးဆန်းဆုံး theory တွေကိုလည်းလက်တွေ့အချက်လက်တွေနဲ့တိုက်ဆိုင်စစ်ဆေးသွားကြပါမယ်ကဲဆက်လိုက်ကြရအောင် ပီရမစ်တွေကိုပြိုသားတဲ့တိဆောက်ခဲ့ရလားဆိုတဲ့စကားကိုကြားဘူးကြတယ်မဟုတ်လားလွန်ခဲ့တဲ့နှစ်ပေါင်း4000လောက်ကဂျိုသားတွေကဘာပေါ်ဆင်းသက်လာပြီးသူတို့ရဲ့ချက်ကဘာလာစုံမှုကိုပြသဖို့ဒီအဆောက်အုံကြီးတွေကိုတိဆောက်ခဲ့တယ်ဆိုတဲ့လူကျိုင်းများတဲ့ဒန်ဒီယာရီတစ်ခုရှိပါတယ်တကယ်တော့ပီရမစ်တွေရဲ့ကြီးမားခမ်းနားလွန်းတဲ့ပမာဏကိုကြည့်ပြီးဒီလိုထင်မြင်သွားကြလာလဲမဆန်းပါဘူးဒါပေမဲ့တကယ်လက်တွေ့မှာတော့ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ရှင်းလင်းချက်တွေအများကြီးရှိနေပါတယ် အမှန်တရားကအဲ့ဒီစိတ်ကူးရင်တန်တရားတွေထက်အများကြီးပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်ဂျိုသားတွေလာဆောက်တယ်ဆိုတဲ့အကြောင်းအရာစရှေ့ခေတ်လူသားတွေလည်းညံညံ့သွေးနဲ့လက်တွေ့အချအပြတ်သမားဖြည့်စင်းနိုင်စွမ်းတွေကတကယ်ကိုအမခံပါပဲဒါဟာမော်ပညာတွေဒါမှမဟုတ်ပင်ပါကဘာကအကူအညီတွေလုံးဝမဟုတ်ပါဘူးစနစ်တကျတွက်ချက်ထားတဲ့လူသားတွေရဲ့အင်ဂျင်နီယာပညာအစစ်အမှန်တက်ပဲဖြစ်ပါတယ် အချိန်ကာလလေးတွေကိုနည်းနည်းပြန်ကြည့်အောင်ဂီဇာကုန်းမြင့်ညံ့မှာဖာရိုဖီယန်ဒိုမာလက်ထက်စင်ကဲပြောင်းလဲလာပုံကိုလေ့လာခြင်းရင်တော်တော်လေးစိတ်ဝင်စားစရာကောင်းတယ် BC 2555ဝန်းကျင်မှာခုဖူယန်ကအမြင့်ပေ455ပေရှိတဲ့ပီရမစ်ကြီးကိုစတင်တည်ဆောက်ခဲ့ပါတယ်အဲ့ဒီနောက် BC 2520မှာခါဖရေဖူယန်ကအောက်ခြေအုံမြင့်ပုံမြင့်တဲ့နေရာမှာတည်ဆောက်ခဲ့လို့အမြင့်အဖင်ပုံမြင့်နေတဲ့ပီရမစ်ကိုဖန်တီးနိုင်ခဲ့တယ် BC 2490ရောက်တော့မန်ကာရေဘူးယန်ကအမြင့်ပင်90ပေတာရှိတဲ့အသေးဆုံးပီရမစ်ကိုတည်ဆောက်ခဲ့ပါတယ်။စင်ကဲပြောင်းလဲမှုအဆင့်ဆင့်မလို့ပဲ အခုပြောပြမယ်ကိန်းကနန်းလင်းကိုတတိထားကြည့်ပါ3000ရှိတာစဉ်းစားကြည့်ပါခူဖူးဖေရဲ့ပီရမစ်ကြီးဟာလူသားတွေရဲ့တမိုင်းတစ်လျှောက်မှာနှစ်ပေါင်း3000ရှိတာတိုင်းကမ္ဘာပေါ်မှာအမြင့်မားဆုံးအဆောက်အုံဖေရည်တည်နိုင်ခဲ့တာပါကျွန်တော်ရဲ့မှတ်တမ်းတင်ထားတဲ့လူသားသမိုင်းမှာဒီလောက်ရှည်လာတဲ့အချိန်ကာလတစ်ခုအထိထိတ်ဆုံးကနေနေရာယူထားနိုင်ခဲ့တာတကယ်ကိုလွယ်တဲ့ကိစ္စမဟုတ်ပါဘူး ဒီလိုထိတ်ဆုံးမှာရပ်တည်နိုင်ခဲ့တဲ့အဆောက်အုံကြီးဖြစ်လာဖို့ဆိုတာစစ်ကူးနဲ့တင်မရဘူးလေနောက်ထပ်ကဏ္ဍတစ်ခုကိုကြည့်အောင်နတ်တတောင်းဟုတ်ပါတယ်ခုပူပြဲမကြီးကိုကြောက်တုံးဖောင်းနတ်တတောင်းလောက်နဲ့အုံးမြတစ်ခုတည်းပေါ့နော်အခိုင်အမာတိဆောက်ထားတာပါဒီလောက်အင်မတန်များပြားတဲ့ကြောက်တုံးတွေကိုစနစ်တကျစီမံခန့်ခွဲနိုင်ခဲ့တာဟာတကယ်ကိုအန်တော့စရာကောင်းတဲ့စွမ်းဆောင်ရည်ပါပဲအခုအရေးကြီးဆုံးအချက်တစ်ခုကိုရောက်လာပါပြီအဲ့ဒါကတော့အုံမြစ်ရဲ့မယုံနိုင်လောက်အောင်တိကျတည်ချမှုပါပဲခင်မီကီရိယာတွေစက်တွေဘာတကူမှမရှိတဲ့အချိန်မှာထောင်းမှန်တန်းတွေကိုပဲတုံးပြီးအုံမြစ်တစ်ခုလုံးကို2စင်တီမီတာအတွင်းအတိအကျညီညာနေအောင်ညှိနှိုင်းခဲ့ကြပါတယ်ဒါတင်မကတဲ့မှုထောင်ပိုင်းကိုလည်းဆက်စင်တီမီတာအတွင်းစတူရန်ပုံကြကြဖန်တီးနိုင်ခဲ့တယ်အဲ့ဒီခေတ်ကကမ္ဘာပေါ်မှာဒါဟာအပြင်းပြူဆုံးတဲ့အကြီးမားဆုံးစတူရန်ပုံကြီးဖြစ်ခဲ့တာသိချသလောက်ပါပဲတန်လိုက်အိမ်မြောင်လေးဆိုတာနာမည်တောင်မကြားဘူးသေးတဲ့အချိန်နောက်ပြီးမြောက်အရက်ကိုညွန်ပြတဲ့ခြေကလည်းအခုနေရာမှာမရှိသေးတဲ့အချိန်မှာပီရမစ်ရဲ့ဘေးဘက်တွေကိုအရက်မျက်နှာတွေအတိုင်းဘယ်လိုများအတိအကျချင်းကြီးခဲ့ကြမလဲ Egypt engineer တွေရဲ့ဒီလန်ကတော်တော်လေးလဲပါတယ်ညဘက်ကောင်းကင်ကခြေရရဲ့လမ်းကြောင်းကိုအရင်မှတ်သားတယ်ပြီးတော့အဲ့ဒီစက်ဝန်းပြက်တွေကိုထက်ဝက်တစ်တိပိုင်းပြီးမြောက်အရက်အစ်စ်ကိုရှာဖွေခဲ့ကြတာပါနခတရဗေဒာကိုလက်တွေ့ပြဿနာဖြေရှင်းဖို့ထက်ထက်မြက်မြက်အသုံးချသွားတာပါပဲကဲအုံမြင့်ချပြီးပြီဆိုတော့ဒီလောက်ကြီးမားတဲ့ကြောက်တုံးကြီးတွေကိုကြောက်ကျင်းတွေကနေဘလို့ထုတ်ယူခဲ့ကြတယ်လဲသူတို့ကကြောက်ချင်းရဲ့တဘာဝဘူမိဗေဒအနေထားကိုအပြည့်အဝထုံးချသွားကြတာပါကြောက်တုံးတွေရဲ့ဘေးဘက်မှာမြောင်းတွေတူးပြီးတန်တူကျွင်းကြီးတွေတုံးကတဘာဝထုံးကြောက်လွားရဲ့အထူအတိုင်းအလွဲတကူကွဲထွက်လာအောင်ခွဲထုတ်ခဲ့ကြတယ်မြေကြီးတွေကနေတိုက်ရိုက်ထွင်းထုထားတဲ့အေယားမတ်ဖင်းစ်ရုပ်တုကြီးကဒီနီလန်းကိုတုံးခဲ့တယ်ဆိုတော့ခိုင်မာတက်သေးပြနေပါတယ်ဒါတော့ဒန်နာရီတွေကိုအပြည့်တိုင်းခြေဖက်ပေးမဲ့အချက်တစ်ခုပါပဲ90ရာခိုင်နှုန်းတန်ချင်းများစွာလဲလန့်တဲ့ကြောက်တုံးတွေကိုဘလို့ရွှေ့ပြောင်းခဲ့တယ်လဲဆိုတာကိုသူဒေသတိတိရှာဖွေတွေ့ရှိခဲ့ပါတယ်တဲချမ်ပီယံကိုရေလီဆွတ်ပြီးဆွတ်ဖိုင်တွေနဲ့ဆွဲလိုက်တဲ့အခါပုတ်တိုက်အားကို90ရာခိုင်နှုန်းထိရှော့ချနိုင်ခဲ့ပါတယ်အင်မတန်ရိုးရှင်ပေးမဲ့ကြောက်တုံးကြီးတွေကိုတန်ယူရမှလူအင်အားနဲ့အချိန်ကိုထက်ဝက်တတစေးတဲ့အလုံးထက်မြက်တဲ့နီလန်ဖြစ်ပါတယ်ပီရမစ်ကြီးတိဆောက်ခြင်း23နှစ်ဆိုတဲ့ကာလကိုထင်ရှားနေရနေတွက်ကြည့်ကြစို့23နှစ်အတွင်းအပြီးတိဆောက်ဖို့ဆိုရင်အိုလံပစ်စံချိန်မီရေကူးကန်တကန်စားပမာဏရှိတဲ့ကြောက်တုံးတွေကိုအပတ်စင်တိုင်းဟုတ်ပါတယ်အပတ်စင်တိုင်းမဖြတ်မကွက်ထုတ်လုပ်နိုင်ဖို့လိုအပ်ပါတယ်ဒါဟာအလွန်ကြီးမားတဲ့ပမာဏဆိုပေမဲ့တိကျတဲ့စီမံခန့်ခွဲမှုစနစ်ရှိနေမယ်ဆိုရင်လောကဖြစ်နိုင်ခြေရှိတဲ့အရာတစ်ခုပါပဲဒါဆိုရင်ဒီလောက်များပြားတဲ့ပမာဏကိုအပတ်စဉ်ထုတ်လုပ်နိုင်မှုလူအင်အားထောင်းနဲ့ချီလိုအပ်မယ်လို့ထင်เสียရချီပါတယ်အန်တော့ဆရာကောင်းတာကခက်တဲ့စမ်းသပ်လေ့လာမှုတွေရဒီလောက်ကြီးမားတဲ့ထုတ်လုပ်မှုကိုအလုတ်သမား1000 လောက်နဲ့တင်အောင်မြင်စွာလှုပ်ဆောင်နိုင်တယ်ဆိုတာတွေ့ရပါတယ်ဒါဟာ
အဲ့ဒီခေတ်က EJ အင်ဂျင်နီယာတွေအလွယ်တကူစုဆောင်းနိုင်တဲ့လောက်သားအင်အားပမာဏအတွင်းမှာပဲရှိနေလားကိုရှင်းရှင်းလင်းလင်းပြသနေပါတယ် ဒီတော့တဲယူလာတဲ့ကြောက်တုံးတွေကိုအုတ်မြက်ပေါ်ဘလို့တင်ကြမလဲအီဂျစ်ပညာရှင်တွေနဲ့ခေတ်တဲ့အင်ဂျင်နီယာတွေရဲ့လေ့လာချက်အရပရမစ်အောက်ခြေကနေပတ်ခွေတက်သွားတဲ့ကြီးမားတဲ့စင်ချယ်လျောလမ်းကြီးတစ်ခုရှိခဲ့တယ်လို့ဆိုပါတယ်စဖားတွေနဲ့ကြောက်တုံးတွေကိုဆွဲတင်ပြီးအလွန်မာကျော့တဲ့ဒိုရိုရိုက်ကြောက်လုံးလေးတွေကိုပေါ်ဘယ်ရင်တွေလိုအတုံးပြုတ်ကကြောက်တုံးတွေကိုလိုချင်တဲ့နေရာအတိအကျရောက်အောင်ပို့ဆောင်ခဲ့ကြတာပါ ဒီတိဆောက်သူတွေဟာစွမ်းရည်နဲ့အချင်းကိုဖြူဟားမြောက်သုံးဆွဲတတ်ကြပါတယ်လူသားရဲ့အလွယ်တကူမြင်နိုင်တဲ့အပြင်ဘက်မျက်နှာပြင်ကကြောက်တုံးတွေကိုတော့အမြင်မှားလုံးတိကျမှုတွေနဲ့တေးသေးချာချာထွင်းထူနေရာချခဲ့ကြပါတယ်ဒါပေမဲ့အတွင်းပိုင်းကိုရောက်သွားတဲ့အခါမှာတော့အင်ဂျင်နီယာတွေဟာအဲ့ဒီတော့အသေးစိတ်မလုပ်တော့ပဲအလို့မြင်မြန်ပြီးဖို့ကိုပိုအာရုံစိုက်ပြီးနေရာချထားခဲ့တာကိုတွေ့ရပါတယ်ဒါဟာလက်တွေ့ကျတဲ့စီမံခန့်ခွဲမှုရဲ့ပြည့်ယူကတစ်ခုပါပဲ ပြည့်မစ်တီဆောက်ရမှာကျွန်တော်တို့ကိုရရဆက်ဆက်ခိုင်းစေခဲ့တယ်ဆိုတော့နှစ်ပေါင်းများစွာယုံကြည်ခဲ့ကြတဲ့ရုပ်ရှင်ထဲကလို့တန်တာကြီးကိုလေအခုရှေးဟောင်းသူဒေသနာအထောက်အထားတွေကချစ်ဖြတ်လိုက်ပါပြီတကယ်တော့အဲ့ဒီလောက်တာတွေဟာပြည့်မစ်အနီးကခန္ဓာတဲ့မြို့ကြီးတွေမှာမိသားစုလိုက်နေထိုင်ကြတဲ့ကျွမ်းကျင်လက်မှုပညာရှင်တွေပါသူတို့နဲ့အင်ဂျင်နီယာတွေဟာအစ်ချစ်လူအဖွဲ့အစည်းမှာအလုံးကိုလေးစားတန်ဖိုးထားခံရတဲ့ဂုဏ်တရရှိပုဂ္ဂိုလ်တွေဖြစ်ကြပါတယ် ဒီနေ့တင်ပြချက်ရဲ့အဓိကဆိုလိုရင်းကိုအချင်းချုံရရင်ကောင်းမွန်တဲ့အင်ဂျင်နီယာကညာဟာမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာတွေကိုလက်တွေ့ဖြစ်လာစေပါတယ်။ဒီရှေးအောင်အဖွဲ့အဆောက်အုံကြီးတွေရဲ့နောက်ွယ်ကတကယ်အမခန့်အရာဟာမော်ပညာတွေဒါမှမဟုတ်ကြိုးသားတွေမဟုတ်ပဲလူသားတွေရဲ့ဇွဲလုံးလနဲ့လက်တွေ့ကျတဲ့အင်ဂျင်နီယာပညာရပ်တာဖြစ်တယ်ဆိုတာအသေးချပါပဲ။ ဒါဆိုရင်နောက်ဆုံးအနေနဲ့စဉ်းစားကြည့်စီရမေကွန်လေးတစ်ခုရှိလာတာပါကျွန်တော်ရဲ့သမိုင်းမှာမော်ဆန်တယ်လုံးဝမခက်နိုင်ဘူးလို့ထင်ရတဲ့တခြားဘလို့ရှေးဟောင်းလျောချက်တွေကိုရောလူသားတွေရဲ့တီးတဲ့ညံရည်ညံသေးတက်နဲ့ရှင်းပြနိုင်ရုံမလဲဒီရှေးဟောင်းဒီဆောက်သူတွေရဲ့ညံပညာကိုလေးစားဂုံပြိုးရင်းသမိုင်းဝင်တနာရီတွေနောက်ွယ်ကလက်တွေ့ကျတဲ့အမှန်အရာတွေကိုဆက်လက်လေ့လာရှာဖွေခြင်းစိတ်ဖြစ်ပေါ်စေမယ်လို့မျှော်လင့်ပါတယ်ဒီနေ့ရှင်းလင်းတင်ပြချက်မှာအထူးတကွပါဝင်လေ့လာခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်